ကျွန်တော်မျက်စိရှိတဲ့မှာဖြစ်ပျက်နေတာကိုကြည့်ပြီးကျွန်တော်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်။ကျွန်တော်ဇနီးဟာတခြားသူစိမ်းတယောက်နဲ့ဖောက်ပြန်နေတာကိုအဲ့ဒီအချိန်မှာဒေါသအပြည့်နဲ့ကျွန်တော်စိတ်လွတ်သွားခဲ့တယ်။ဒီမိသားစုအတွက်ကျွန်တော်ဘလောက်တောင်ဆွန့်လွတ်ခဲ့ရလဲဒါပေမဲ့ပြန်ရတာကဇနီးရဲ့တစ္ဆာဖောက်မှုပဲဖြစ်တယ်။ညစာစားပြီးတဲ့နောက်ကျွန်တော်စကားတခုမှမပြောဘဲဆိုဖာပေါ်မှာထိုင်နေခဲ့တယ်။အဲ့ဒီအချိန်မှာကျွန်တော်ဇနီးကရှောက်လာခဲ့တယ်။သူမကကျွန်တော်ကိုမချစ်တော့ဘူးလို့ပြောခဲ့တယ်။ဒီစကားတွေကြားလိုက်ရတော့ကျွန်တော်နက်နက်ရှိုင်ရှိုင်စဉ်းစားမိသွားတယ်။လွန်ခဲ့တဲ့9နှစ်ကခုဇနီးအတွက်စစ်ဆက်ထားသူကိုဘလို့တစ္ဆာဖောက်ခဲ့ဘူးလဲဆိုတာပြန်တွေးမိတယ်။ကံတရားရဲ့လက်ပတ်မှုပဲလို့မှတ်ယူလိုက်ရတယ်။အခုတော့ကျွန်တော်ချစ်ရတဲ့သူရဲ့တစ္ဆာဖောက်ခြင်းတန်ကိုကိုယ်တိုင်နာကျင်စွာခံစားနေရပြီ။ကျွန်တော်တို့နှစ်ဦးစကားပြောညှိနှိုင်းပြီးနောက်မှာတမီးကိုတော့ကျွန်တော်ဇနီးကပဲအုပ်ထင်းခွင့်ရသွားခဲ့တယ်။တမီးကကြောင်းနေတော့မဲရှိသေးတဲ့အတွက်ကျွန်တော်လစဉ်ထောက်ပံ့ကြေးပေးရလိမ့်မယ်။အိမ်ကလည်းဇနီးကိုပေးခဲ့တယ်။ကျွန်တော်ပြောင်းရွှေ့ပြီးတဲ့နောက်သူမဟာသူမရဲ့ချစ်သူနဲ့စတင်နေထိုင်ခဲ့တယ်။ဒါပေမဲ့ဒီကောင်လေးကအလောက်ကိုင်မရှိပဲတနေကုန်အိမ်မှာပဲနေပြီးပြင်းရီကစားတော့ပဲစားတတ်တယ်။ရုတ်တရက်ဆိုသလိုမိသားစုကိုထောက်ပံ့ရတဲ့ဝင်ထုတ်ဝင်ပိုးဟာကျွန်တော်ရဲ့ဇနီးဟောင်းပခုံးပေါ်ကိုအပြည့်အဝပုံကျသွားခဲ့တယ်။သူမခံနိုင်တော့တဲ့အခါတိုင်းတမီးကိုဂယူးဆက်ရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကျွန်တော်စီကကလေးထောက်ပံ့ကြေးကိုပိုတောင်းလေးရှိတယ်။ဒါပေမဲ့အဲ့ဒီလိုတောင်းတာတောင်ကျွန်တော်ဇနီးဟောင်းဟာနေ့စဉ်ကုန်ကြစရိတ်တွေကိုမကာမိနိုင်ခဲ့ဘူး။ဒါနဲ့ပဲသူမဟာသူ့ချစ်သူကိုအလုပ်လုပ်ဖို့ဖိအားပေးခဲ့တော့တယ်။အန်သားစရာကောင်းတာကတော့အဲ့ဒီကောင်လေးကအလုပ်ရှာရတာခက်ခဲတဲ့အကြောင်းပြချက်တွေပေးပြီးညှင်းဆန်ခဲ့တယ်ပြီးတော့သူ့ချစ်သူနဲ့တမီးလေးအတွက်ဆိုရင်ဘာတစ်ခုမှစားပွဲထိုးမှဖြစ်အလုပ်လုပ်ဖို့ကိုတောင်ကျွန်တော်ဇနီးဟောင်းကိုပြောခဲ့တယ်။ကျွန်တော်ဇနီးဟောင်းဟာအန်ကျိတ်ပြီးလက်ခံခဲ့ရတယ်။တနစ်ကြာတဲ့အခါကျွန်တော်မိဘတွေကသူတို့ရဲ့ချွေးမကျွန်တော်ကိုစွန့်ခွာသွားပြီဆိုတာသိသွားကြတယ်။သူတို့ဟာကျွန်တော်အတွက်အရန်တော်သားထွက်ခဲ့ကြတယ်။ကျွန်တော်အကိုကလည်းဒီသတင်းကိုကြားတော့ကျွန်တော်အတွက်လက်စားချေဖို့ဆုံးဖြတ်လိုက်တော့တယ်